အားလုံးပဲမင်္ဂလာနေ့လေးနေပါရှင်ဒီနေ့မှာတော့မြန်ရာစာတုတ်ပီနဲ့မာယာဆန်အိမ်ဆိုတဲ့စာအပိုင်း1ကလေးကိုဖတ်ပြမှာဖြစ်ပါတယ်ဏိဒံ1945ခုနှစ်မြန်မာနိုင်ငံတွင်စစ်မီးစစ်လျံများတောက်လောင်နေစေကာလသူကျင်မခံလူသောမြန်မာပြည်သားများသည်နေချဲကိုရွရွချွန်ချွန်တိုက်ထုတ်နေခြင်းဖြစ်သည်တိုင်းပြည်သည်အထူးပင်မငြိမ်မသက်ဖြစ်နေစေကာလဖြစ်သည်ရှမ်းရုံးမတနေရာတိတိပပဆူရလျင်တောင်ကြီးမြို့နယ်ဝင်းကျင်မြင့်တကောင်လာတချံသည်တိတ်တဆုပ်ကိုရီလေးခုန်နေသည်လမ်းမီးအောင်များမှအပတောင်ကြီးမြို့သည်အိမ်မောကြနေ၏မြို့မအတော်ဝေးလျံသည့်တောင်တန်းတနေရာတွင်ဆန်အိမ်ကြီးတစ်ဆောင်ရုတ်တရက်ကြည့်လျင်ဟော်နန်းကြီးတစ်ခုအလားခန့်ထဲကြီးမှလာသည်တောင်ကုန်းမြင့်ပေါ်တွင်တိဆောက်ထား၍ထင်းထင်းကြီးပေါ်လွင်နေသည်နှင်းကပ်ပလာလွှမ်းခြုံတိုင်းထား၍ပတ်ဝန်းကျင်သည်မှောင်မဲအေးဆက်နေသည်တိတ်ဆိတ်ချင်းကလွှမ်းမိုးထားပြန်သည်တေချာကြည့်လျင်ဆန်အိမ်ကြီးပေါ်ဆုံးထက်ပရင်ပေါက်မှဘီးအောင်လဲလဲထွက်ပေါ်နေသည်တေချာနားထိုင်ဆောင်နေမူပတ်ပြိုးသချင်းကြီးတပုတ်ဤဂီတတန်သည်ညှိညောင်းတရစွာထွက်ပေါ်နေပါပကောအသက်40ခန့်ရှိဥပရိယုတ်ခန့်ညာချုံမောလာသောလူကြီးတဦးသည်စီးကိုကိုင်ကဓာတ်ဆက်မှတချင်းကိုစီးလိုက်နေ၏သူ၏အရှိတွင်တော့အမျိုးသမီးတဦးသည်တချင်းဂီတတန်ကိုလိုက်ပြီးကကြိုးဆင်နေသည်ဖြူစင်သောအသားရည်ကြည်လစ်ပါလျပြီးအချိုးကျသောကိုခန္ဓာလေးနှင့်နှွဲ့နှောင်စွာကနေသည်ရှမ်းမာလေးတဦးပအိုများနီးပြီးမျက်လုံးမျက်ဖန်များမှာမိမချောတဦးဖြစ်သည်တန်နာရောင်နှခမ်းကနှီးဆွေးနေသည်လူကြီးဤမျက်နာကရဲရွှေနေသည်အောင်သို့သောမိန်းကလေးဤမျက်နာကမရေမပြုံးနှင့်ဆွေးရိတ်တန်းနေသည်အောင်စရုပ်တရုပ်နှင့်လှူရှားနေ၏လူကြီးကရန်ဖန်ရန်ခါအနီးရှိရွှေကိုမောတောက်တတ်သည်ထိုစဉ်ထိုဆိုင်ကြီးအနီးသို့လူတစုချင်းကလာသည်ရင်းကိုအပေါ်ထပ်မှလူကြီးနှင့်ကကြည်သည်တို့တတိပြုမိဟန်မတူခြံဆောင်ကိုထိုလူစုကအချိန်မီဖမ်းဆီးလိုက်သည်ချမ်းရီလှသဖြင့်အိမ်ငါမိသောခြံဆောင်မှာခုကန်ချိန်တွင်မရလိုက်ရှာတို့တစေတေချာကြီးပါမူထိုလူစုကဥပဒေဘတော်သားများသာသည်ခေါင်းပေါင်းစားထောင်နှင့်ပုပ်ဖို့ကြီးတအုပ်သာပါပြီးကြံသူများမှာရဲရရှိများသာဖြစ်သည်ရဲရရှိများသည်အိမ်တကားကိုခေါက်၏မကြားမချင်းပြင်းထန်စွာခေါက်၏ဂီတဆန်ကိုဖောက်ထွင်းပြီးဝင်ရောက်လာသောတကားခေါက်တန်ကြောင့်အပေါ်ထမှလူကြီးသည်စက်ခနဲခေါင်းထောင်လိုက်၏တောင်းကြသောစိတ်သည်သူ့မျက်နှာတွင်အထင်သာပေါ်လင်လာသည်ပရင်ပေါင်းစီဖြတ်ခနဲထပြီးအောက်မှတကမကိုငုံကြည့်သည်ရဲရရှိများသည်တကားကိုပခုံးဆောင်တိုက်၍ဖွင့်နေသည်ကိုတွေ့ရ၏လူကြီးမျက်နှာသည်အေးဆက်မှကျော်သွားသည်တစုံတရာကိုပြည်ပြင်းပြတ်သွားစွာဆုံးဖြတ်ချက်ချပုံပေါ်၏အဲ့ထဲမှအသင်းဆောင်ထားသောသမျှကိုထုတ်လိုက်သည်ဓာသွားသည်မီးအောင်တွင်လက်သွားသည်ကာကျိုးညီစွာကနေသောကချေတဲလေးကိုဖတ်ပြီးပါးပြင်ကိုညင်သာစွာနမ်းလိုက်သည်သောပြုတ်ထွက်၍ပွင့်ထွက်သွားကြပြီအိမ်တွင်ကမည်သူမှမရှိတခန်းဝတခန်းထွက်ရှာကြသည်တချင်းတန်ကပြန့်လွင့်နေစေရဲရာရှိများသည်တချင်းတန်ကြားရာအပေါ်ထက်အခန်းသို့တက်လာ၏ဖွင့်သည်မင်းတို့ချထားသဖြင့်ထုံးစံအတိုင်းပင်ပခုံးစွန်းဖြင့်ဖွင့်၍ဝင်ကြသည်တကားသည်ဝုန်းဝန်းနဲ့ပွင့်ထွက်သွားရာအခန်းတွင်ဝင်မင်းသမီးဝတ်စုံနှင့်အမျိုးသမီးလေးသည်လဲကြနေသည်ကျောတွင်သားလီတာကရက်ဆက်စွာစိုက်ဝင်နေ၏ထိုလူကြီးကတည်နေပါပကောငင်ခွင်းကအနှိဋ္ဌာယုံဓာတ်ဆက်မှညီညောင်းစွာထွက်ပေါ်နေသောရှေးသချင်းကြီးတန်ကိုကမြင်ကွင်းပဒါသားကိုမလွှမ်းမိုးနိုင်တော့ချီကျွန်တော်တို့နောက်ကျသွားပြီဗျသချင်းတန်ဒီပြန့်လွင်နေစေနှင်းပွင့်များသည်အဆက်မပြတ်ကြဆင်းနေစေဆိုင်ကြီးအတွင်းမှအပူမီကိုတော့ငိမ့်တတ်နိုင်ခြင်းမရှိပါတကား